မေရဲ့ပုံစံလေးမင်းမူရလေးကိုလုံးသားမငါတကယ်ပဲဆွဲလာလို့လေလို့ပြောဖို့ခက်နေခဲ့ဆိုထိတ်မှုတွေနဲ့ချစ်တဲ့စကားလေးကိုထွက် away ရမလားချစ်နာလေးနဲ့ရှိတဲ့မှာကိုတန်ဖို့ထားချစ်ခဲ့တာမင်းကိုပါစိတ်ထဲကကိုလေးမပြောလဲမင်းသိပါချစ်များစွာမင်းကိုငါချစ်လို့ပါ Okay ကျွန်တော်ချစ်လို့ပါဆိုတဲ့တခြင်းလေးပေါ့နော်ဒီချင်းမှာပါတဲ့လက်ကွက်တွေက C family လက်ကွက်တွေပေါ့နော်F လည်းပါတယ်ပြီးတော့ချင်းခနာလေးနဲ့ရှင်တဲ့မှာအဲ့နေရာမှာကျွန်တော်တို့ half တီးရမယ်နှစ်ချက်စီတီးရမယ်ချင်းခနာလေးနဲ့ရှင်တဲ့မှာကိုတန်မိုးထားချစ်ခဲ့တာအဲ့လိုပုံစံမျိုးအဲ့တော့လက်ခက်ကဒီလိုတီးမယ်ဒီမှာကောင်းပါလေတောင်းတောင်းအတောင်းအတောင်းအတောင်းတောင်းတောင်းအတောင်းအတောင်းအတောင်းတောင်းတောင်းအတောင်းအတောင်းအတောင်း Okay ပါအဲ့တော့ချစ်လုံးလို့ပါတခြင်းလေးကိုဆင်ပြကြပါစေ